ညံ့တန်းကောင်အင်းစိန်တော်ကြီးကုန်းရဲ့လျှို့ဝှက်စမ်းကြတဲ့ခြံဝေးတစ်ခုအတွင်းမှာဖျောင်းတိုင်မီးတွေတလူလူတောက်လောင်နေပါတယ်။အောက်လန်းဆရာတယောက်ရဲ့မှော်ဝင်အစီရင်နောက်ွယ်မှာမပြစ်မားရက်ဆရာသွေးအေးလူတက်မှုတစ်ခုရှိနေခဲ့တာပါ။ဒါဟာမြန်မာမှုခင်းသမိုင်းမှာအယူတိမှုကြောင့်ဖြစ်ပွားခဲ့ရတဲ့အမှောင်ဆုံးဖြစ်ရတစ်ခုပဲဖြစ်ပါတယ်မင်္ဂလာပါ Deep Insight မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့အခု Project 006မှာတော့1980ခုနှစ်ဝန်းကျင်ကအင်းစိန်တခွင်ကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တဲ့အောက်လန်းမော်ဝင်ရစ်ပူစော်မှုလျှို့ဝှက်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီခေတ်ကအင်းစိန်တော်ကြီးကုန်းဘက်မှာအခီရပညာနဲ့အောက်လန်းအစီရင်တွေတက်မြောက်တယ်လို့နာမည်ကြီးနေတဲ့ဆရာတဦးရှိခဲ့ပါတယ်။သူဟာမိမိကိုယ်ကိုထူးခြားတဲ့စွမ်းအားတွေရှိတဲ့အောင်လှည့်စားစည်းရုံးခဲ့သူဖြစ်ပါတယ်။သူရဲ့စံကြဲတဲ့ဖျားယောင်းမှုတွေအောက်မှာအယူတီးတဲ့မိဘအချို့ဟာမိမိတို့ရဲ့ရင်သွေးငယ်တွေကိုယောဂပျောက်ကင်းဖို့နဲ့ဖုံးကန်ကြီးမားဖို့အတွက်ဆိုပြီးအောက်လန်းဆရာထံယုံကြည်စိတ်ချစွာအနှံခဲ့ကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီအစီရင်ဟာကုသပေးခြင်းမဟုတ်ပဲရက်ဆက်တဲ့ရစ်ပူဇော်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ခြံဝင်းတကားတွေကိုအလုံးပိတ်လိုက်တဲ့အခါမှာတော့ကလေးငယ်တွေရဲ့ကံကြမ္မာဟာဘယ်သူမှမကယ်နိုင်တဲ့အမှောင်တူတွေကိုကြာရောက်သွားခဲ့ရပါပြီ။ရက်တွေလတွေကုံလွန်လာတာနဲ့အမျှအဲ့ဒီခြံဝင်းကြီးတွေကနေထူးဆန်းတဲ့အော်ဟစ်တန်တွေနဲ့ငိုကြွေးတန်တွေကိုအနီးနားကလူတွေစတင်ကြားရပါတော့တယ်။ဒါပေမဲ့အောက်လန်းဆရာရဲ့ကျိန်စာတွေကိုကြောက်ရွံ့ကြတဲ့အတွက်ဘသူမှတွားရောက်စုံစမ်းဖို့မရေးခဲ့ကြပါဘူးဆရာထံအနှံထားတဲ့ကလေးငယ်တွေဟာအိမ်ပြန်မရောက်လာတော့ပဲပဟေလိဆန်ဆန်တယောက်ပြီးတယောက်ပျောက်ဆုံးသွားခဲ့ပါတယ်ဆရာကတော့ကလေးတွေဟာနတ်ပြည်ကိုစောစောစီးစီးပင့်ဆောင်ခြင်းခံလိုက်ရတာလို့တွေးအေးအေးနဲ့ပဲလိန်လေပြောဆိုခဲ့ပါတယ်ဒါပေမဲ့မိခင်တူရဲ့တန်တရားနဲ့သားသမီးအပေါ်ထားတဲ့မေတ္တာတရားဟာအောက်လန်းကျိန်စာထက်ပိုပြီးပြင်းပြခဲ့ပါတယ်။သူမဟာကလေးငယ်တွေရဲ့ထူးဆန်းတဲ့ပျောက်ဆုံးမှုကိုမတင်ကားတော့တဲ့အတွက်နောက်ဆုံးမှာရဲစခန်းထံတွားရောက်ပြီးတိုင်ကြားလိုက်ပါတော့တယ်။မိခင်ဖြစ်သူရဲ့တိုင်ကြားချက်ကြောင့်ရဲတပ်ဖွဲ့ဟာအင်းစိန်တော်ကြီးကုန်းကအောက်လန်းဆရာရဲ့လျှို့ဝှက်ချမ်းဝင်းကြီးစီကိုညနေတန်းကောင်အချိန်မှာအင်အားအပြည့်နဲ့ဝင်ရောက်စီးနှင်းมาတော့တယ်။ရဲတွေအိမ်တကားကိုရိုက်ချိုးလိုက်တဲ့အချိန်မှာတော့အောက်လန်းဆရာဟာသူ့ရဲ့နောက်ဆုံးအစီအရင်ကိုလှုပ်ဆောင်နေစေဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာအိမ်တွင်းအနှံ့နဲ့ခြံဝင်းအတွင်းမြေကွက်လက်တွေကိုနှမ်းဆက်အောင်လိုက်လံတူးဖော်ရှာဖွေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲတမြေလုံးတုန်လှုပ်သွားရတဲ့အမှန်တရားပေါ်ထွက်လာခဲ့ပါတယ်။မြေကြီးအောက်ထဲမှာပဟေလိဆန်ဆန်ပျောက်ဆုံးသွားခဲ့တဲ့ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုတက်တီအထောက်ထားအဖြစ်ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အောက်လန်းဆရာဟာသူ့မှာအစွမ်းတက်ကျိန်စာတွေရှိတယ်လို့ချင်းချောက်ပြောဆိုနေခဲ့ပေမဲ့ဥပဒေရဲ့ရှေ့မှောက်မှာတော့သူ့ရဲ့မှော်ဝင်မျက်နှာဖုံးကလုံးဝကွာကျသွားခဲ့ရပါပြီ။ရဲတပ်ဖွဲ့ဟာသူ့ကိုလက်ထိတ်ခတ်ပြီးစိတ်တစလူသက်သမားတို့ဦးဖြစ်တပ်သေးတွေနဲ့အတူလက်ရဖမ်းဆီးစစ်ဆေးပါတော့တယ်။တရားရုံးကနေအောက်လန်းဆရာကိုသူ့ရဲ့ခွင့်မလွတ်နိုင်တဲ့ရက်စက်ရုံမာမှုတွေအတွက်ထိုက်တန်တဲ့တေတံစီရင်ချက်ကိုချမှတ်ခဲ့ပါတယ်။ဒါပေမဲ့အယူတီးမှုရဲ့တားကောင်ဖြစ်ခဲ့ရတဲ့အပြစ်မဲ့ကလေးငယ်တွေရဲ့အသက်ကိုတော့ဘယ်အရာနဲ့မှပြန်မလင်းနိုင်တော့ပါဘူး။အင်းစိန်တော်ကြီးကုန်းဖြစ်ရဟာမြမမှုခင်းသမိုင်းမှာအယူတီးမှုနဲ့လောဘဇောတွေပေါင်းဆက်သွားတဲ့အခါလူသားတယောက်ရဲ့စိတ်ဓာတ်ဟာဘလောက်အထိတရိษံတဲ့ရုပ်မှာအမှောင်ကျသွားနိုင်တယ်လဲဆိုတာပြတာနေတဲ့သမိုင်းဝင်သင်ခန်းစာတစ်ခုပဲဖြစ်ပါတော့တယ်။အယူသီးမှုနောက်ွယ်ကဒီလိုထိတ်လန့်စရာဇက်လန်းအပေါ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာမျှဝေခဲ့ကြပါဦး။ကျွန်တော်တို့ရဲ့နောက်ထပ် project 007မှာဘလို့စိတ်ဝင်စားစရာမှုခင်းမျိုးကိုတင်ဆက်ပေးစေခြင်းလဲဆိုတာအကြံပြုခဲ့လို့ရပါတယ်ဗျ။ Deep Insight မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်ပါ